မင်္ဂလာပါဒီနေ့ HS service ဆိုတဲ့ network protocol အကြောင်းကိုရှင်းပြပေးမှာဖြစ်ပါတယ် HS service ဆိုတာက host standby router routing protocol ဖြစ်ပြီးတော့ Cisco ရဲ့ proprietary protocol တစ်ခုဖြစ်တယ် HS service ရဲ့အဓိကယူရချက်က network route တွေမှာ failure ဖြစ်သွားတဲ့အခါမှာအလူရောက် backup ပြန်လုပ်ပေးတဲ့ router တစ်ခုရှိနေဖို့လိုအပ်ပါတယ်အဲ့ router နှစ်ခုစလုံးမှာအနည်းဆုံး active route တစ်လုံးနဲ့ standby route တစ်လုံးဆိုပြီးတော့ရှိရမယ်ပြောချင်တာကဗျာတလုံးက active router ဆိုလို့ရှိရင်နောက်တစ်လုံးကိုကျွန်တော်က standby အနေနဲ့ထားပေးရမယ် client တွေကကျွန်တော်အဲ့ router ဘယ်လိုချိတ်ဆက်မလဲဆိုလို့ရှိရင်virtual IP address ကိုတုံးပြီးတော့ gateway ကိုချိတ်ဆက်မယ်အဲ့မှာစိတ်ဝင်စားဖို့ကောင်းတာကကျွန်တော်တို့တမန်ယူကြ gateway မဟုတ်ဘဲနဲ့ virtual IP ဒီကျွန်တော်ရဲ့ PC ထဲမှာ gateway အနေနဲ့ထည့်ထားရမှာပါအဲ့ဒီ router လုံး down သွားတဲ့အချိန်မှာ standby ဖြစ်နေတဲ့ router ကချက်ချင်း active ပြန်ဖြစ်လာမယ်အဲ့ဆိုလို့ရှိရင် network ရဲ့ ability တိုးတက်လာမယ်redundancy link တွေပိုကောင်းလာမယ် high availability network တစ်ခုအတွက်အရေးကြီးတဲ့အစိတ်ပိုင်းတစ်ခုဖြစ်တယ်အဲ့တော့